ဝေးလံခေါင်တီလာတဲ့ကျေးလက်ရွာလေးတစ်ရွာမှာဇေယျလို့အမည်ရတဲ့အမျိုးသားတစ်ယောက်ရှိတယ်။ဒီကောင်ဇေယျကတော့တကယ်ကိုအပွေအရှုပ်လူလေကြီးတစ်ယောက်ပေါ့။မိန်းကလေးတွေကိုလှည့်စားပြီးအမျက်ထုတ်လေးရှိတဲ့နေရာမှာရွာရဲကဘသူမဆိုသူ့လက်ကလွတ်တဲ့မိန်းကလေးရဲ့လို့မရှိသလောက်ပဲ။အိုးလူကလေချောတာကိုဗျာ။မိန်းမတွေဝိုင်းဝိုင်းလဲနေတာဆန်းတော့မဆန်းပါဘူး။ဒါကြောင့်မေဇေယျရဲ့အနာမှာမိန်းကလေးတွေတယောက်ပြီးတယောက်မပြတ်တမ်းဝိုင်းလဲပြီးတော့လိုက်ကပ်နေကြပေမဲ့ဇေယျကတော့ဘသူကိုမှတကယ်အတီတကျတွဲဖို့စိတ်မကူးခဲ့ပါဘူး။သူ့ရဲ့ဗီဇအတိုင်းပဲဘာကိုမှဂယူမဆိုင်ပဲကိုကျိုးကိုပဲကြည့်တတ်တော့ရွာသားတွေအားလုံးကသူ့ကိုစိတ်ကုန်နေကြပြီ။ဒီကောင်ဇေယျကမိန်းကလေးတွေကိုရင်ကွဲအောင်ရင်ဘတ်ဆုပ်ပြတ်သွားအောင်ဖျက်ဆီးဖို့လူဖြစ်လာတဲ့ကောင်ဆိုပြီးတော့တရွာလုံးကတသန်နဲ့ထွက်နေကြတာပေါ့။ဒါမဲ့လည်းအခြေအနေတွေကအဲ့လိုဖြစ်နေရင်တော့မှအပြိုပေါက်ကအစအသက်ကြီးပိုင်းတွေအထိမုတ်ဆိုးမတွေအစုံအားလုံးကတော့ဒီအရှုပ်ထွေးဗီလိန်ဇေယျကိုပဲယူယူမူမူချစ်နေကြတော့မယ်။ဘာလို့လဲဆိုတော့အဲ့ဒီဇေယျဆွဲကောင်ကရုပ်ရည်ကလည်းအချောပဲ။ကိုလုံးကိုပါကလည်းတောင်တင်းပြီးတကယ်ကိုနှက်သားလေးတစ်ပါးမြေပြင်ပေါ်ဆင်းသက်လာသလားအောက်မရလောက်အောင်ခံညားလွန်းလို့ပါပဲ။ဒါရင်မကသေးဘူးဇေယျကဆွဲဆောင်မှုအပြည့်နဲ့ညှို့တက်ပြင်းတဲ့လူချောတယောက်လည်းဖြစ်နေတာကြောင့်ပဲပေါ့။ဘယ်မိန်းကလေးမဆိုဒီကောင်နဲ့စုံမိတာနဲ့တင်ပထမဦးဆုံးချိန်မြင်ဖူးယုံနဲ့တင်ယူးမူးနေအောင်ချစ်မိသွားကြတာလေဒါကြောင့်လေဇေယျရဲ့ချောမောလာပါတဲ့တဲ့ငါကဘာကြော်ပြီးဟိုးဝေးကြီးထိဟိုးဟိုးကြော်သွားရတာပေါ့လူသားတွေတမကောက်တရေတစေမိစ္ဆာတွေအပြင်းနဲ့သမီးတွေနဲ့ချိုသားတွေရဲ့နားတဲ့အထိပါဒီတဲ့ငါရောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့ဇေယျကရုပ်ရည်ရောကိုလုံးကိုပါကောအဖက်ဖက်ကနေပြည့်စုံနေလွန်းလို့ပဲဒါရင်မကသေးပါဘူးသူ့ရဲ့ချိုသားလွန်းတဲ့နှုတ်ထွက်စကားတွေနဲ့မိန်းကလေးတွေကိုစီယုံပြီးတော့လှည့်စားတတ်သေးတယ်ပြီးတော့သူကမိန်းကလေးတွေကိုငါတကယ်ချစ်တာပါဘသူကမှမလှည့်စားပါဘူးဆိုပြီးမျှော်လင့်ချက်တွေပေးလိရှိသေးတယ်ဒါကြောင့်မို့မိန်းကလေးတွေကဇေယျနဲ့တွေ့ဆုံပြီးဆိုတာနဲ့ယူမူပြီးမိမိတို့ရဲ့အပြိုစင်ဘွားတွေကိုပါဇေယျလက်ထဲမှာပုံအပ်ပြီးလိုက်ကြတာကြီးပါပဲတဲ့ယထာမှာတော့ရဲရမယ့်ဘူတာရှိသေးတယ်ဒါပေမဲ့မောင်ရဲ့နှလုံးသားကတော့မင်းတို့အားလုံးကိုအမြဲတမ်းချစ်နေခဲ့တာဘယ်တော့မှမရနာဘူးနော်နမလေးတို့သူများစီကမှတ်သားလာတဲ့စကားလေးတွေပါနောက်တစ်ခါထပ်ပြောရမလားမောင်ကမင်းတို့အတွေ့အကြုံရအောင်တသက်ချစ်တာမဟုတ်ဘူးနော်မောင်တို့ရဲ့သားစစ်မြေဆက်တွေပြန်ပြောပြလို့ရလောက်အောင်ဒဏ္ဍာရီပုံမြင်တစ်ပုတ်အနေနဲ့ရေးသားထားခြင်းလို့ချစ်တာပါခင်ဗျာအိုးထိမိလိုက်တာရှင်နှလုံးသားတွေကိုတက်တက်ကြီးပဲညီမလေးအကိုစီအောင်တိတ်ချစ်တာပဲသိလားအကိုရဲ့လက်စားမှုခံရပြီးအမျက်ထုတ်ခံနေရရင်တော့မှဒီဟာစင်ကတော့အရာအလုံးကိုလွတ်လွတ်လပ်လပ်နဲ့ခွင့်ပြုပေးဖို့အသင့်ပါပဲရှင်သူကတော့လူပြတ်တာနဲ့အများသူ့ရဲ့အပွေရှုပ်ဗီဇအတိုင်းမိန်းကလေးတွေကိုစကားအချူတွေစက်တိုက်ကြွေးပြီးလှည့်စားနေခဲ့တော့တာပေါ့ဒါကြောင့်မို့မိန်းကလေးတွေကဇေယျကိုအသေးအတန်ယူမှုသွားကြပြီးတော့မနန်ဆုံးမုတ်တာခံလိုက်ရတယ်လို့မျိုးဇေယျလက်ထဲမှာအလိုအလျောက်ဘဝကိုပုံအပ်လိုက်ကြရတယ်ဒီလိုနဲ့နေလိုက်ရင်တနေ့မှာတော့ဇေယျကမနက်စောစောစီစီနိုးလာခဲ့ပြီးတော့ထုံးစံအတိုင်းတောလိုက်ဖားရှာဖို့အတွက်တနက်တလက်ကိုထမ်းပြီးတောနဲ့ထဲကိုဥတီပြီးတော့ထွက်ခွာလာခဲ့တယ်ဒါပေမဲ့ဇေယျတယောက်တော်ရဲကချောင်းလေးတစ်ခုကိုဖြတ်ပြီးတစ်ဖက်ကန်းကတော်တဲကိုကူးမဲ့ချိန်မှာပဲမမျော်လင့်မဲနဲ့အပင်ပေါ်ကနေအစိမ်းအောင်ရှိတဲ့မွေကြီးတစ်ကောင်ပြုတ်ကျလာပြီးတော့ဇေယျရဲ့လမ်းကိုပိတ်ဆို့တားလိုက်တယ်။အဲ့ဒီအချိန်ကြီးကြောင့်ဇေယျတယောက်ကြောက်လန့်တကြားနဲ့မျက်လုံးအပြူသားနှကန်းဟောင်းသားဖြစ်ပြီးငြိမ်သက်သွားခဲ့ရတယ်။ဇေယျသတိပြန်ဝင်လာပြီးအရှိမရှိနေတဲ့မွေစိမ်းကြီးကိုတေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီမွေကြီးရဲ့အယောင်သွေးကအရန်ကိုတောက်ပလှပနေပြီးခနာကိုရွယ်စားကလည်းထူဆန်းအော်စရာကောင်းလောက်အောင်ကြီးမားလွန်းနေတာကိုသူသတိထားမိသွားတယ်။ဒါကြောင့်ဇေယျကဒီမွေစိမ်းကြီးကတော့တာမန်မွေတကမဟုတ်တာသိချတယ်။ဒီတော့ကိုစောင့်ရှောက်တဲ့တောဆောင်နဲ့ဒါမှမဟုတ်မွေပိုင်ရှင်ဖြစ်ရမယ်။ပြီးတော့သူ့ရဲ့စိတ်ကလည်းတကယ်ပြင်းထန်မှာပဲဆိုတာကိုချက်ချင်းသိလိုက်ရတာပေါ့။ဇေယျကအချိန်လေးကိုအကဲခတ်မိသွားတဲ့အခါငါတခုပြောလိုက်ဒီမွေစိမ်းကြီးကငါစကားကိုလည်းနားလည်နိုင်လောက်တယ်လို့တွေးမိသွားတယ်။ဒီလိုတွေးမိတာနဲ့တင်ဇေယျကမွေကြီးကိုကြည့်ပြီးအခုလိုပဲအသနာခံစကားဆိုလိုက်ပါတော့တယ်။အိုးအရှင်မွေစိမ်းကြီးခင်ဗျာကျွန်ုပ်ရဲ့အသက်ကိုချမ်းသာပြီးတော်မူပါကျွန်ုပ်ကိုဘာအန္တရာယ်မှမပြုပါနဲ့နော်အကယ်၍အရှင်သာအထီးဖြစ်မယ်ဆိုရင်ကျွန်ုပ်ကအရှင်ရဲ့အစီကံကြွန်ဖြစ်သစ္စာရှိရှိလှုပ်ကြွေးပါမယ်။ဒါပေမဲ့အကယ်၍အရှင်သာလှပတင့်တယ်တဲ့မွေနဲ့သမီးသာဖြစ်မယ်ဆိုရင်တော့ဖြင့်ကျွန်တော်မျိုးကအရှင်ကိုကာကွယ်ဆောင်ရှောက်ပြီးပြုစုဆောင်ရှောက်ပေးချင်ပါတယ်ခင်ဗျာအရှင်ရဲ့လင်ယောက်ျားဖြစ်ခံယူရမယ်ဆိုရင်တော့မှကျွန်တော်မျိုးလိုလိုလားလားသဘောတူပါတယ်ဒါမှသာအပြန်လန်နေနဲ့ကျွန်တော်ကိုဒီချောင်းရဲ့တစ်ဖက်ကန်းကိုပေးဖြတ်မှာမို့လို့ပဲလေဟုတ်ပါတယ်ဇေယျအဲ့လိုပြောလိုက်တဲ့အခါမှာတော့အဲ့ဒီအစိမ်းဟောင်မွေကြီးကဇေယျပြောတဲ့စကားကိုနားလည်သွားတဲ့ပုံပါပဲ
ငွေစင်းကြီးကဇေယကိုဘာအန်ရဲမှမပြုတ်ဘဲနဲ့ဖြည်းဖြည်းချင်းပဲရွှေ့လျားပြီးလမ်းဖယ်ပေးသွားခဲ့တယ်။ဒါကြောင့်ဇေယလည်းတက်ပြင်းချနိုင်ပြီးတော့ဒီငွေကြီးရန်ကနေဘေးကင်းကင်းနဲ့လွတ်မြောက်သွားတဲ့အတွက်ရှင်ထဲမှာအတိုင်းမသိဝမ်းသာသွားတော့တာပေါ့။အဲဒီနောက်မှာတော့ဇေယက6ရက်တစ်ဖက်ကန်းကိုအဆင်ပြေဖြတ်ကူးသွားနိုင်ခဲ့ပါတယ်။သူကတော်ရင်းမှာအမဲလိုက်လို့တော်နေတော်များရှားလာတဲ့အချိန်မှာတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲရွာဘက်ကိုပြန်ဖို့ဦးတည်ပြီးတော့ထွက်ခွာလာခဲ့လိုက်တယ်။ဒါမဲ့စီယာတယောက်ရွာနီးနားကိုပြန်ရောက်ခါနေတဲ့အချိန်မှာတော့မမျှော်လင့်ထားတဲ့ဖြစ်ပျက်တစ်ခုထပ်ပြီးတော့ကြုံတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့နတ်သမီးတစ်ပါးဆင်းသက်လာသလားအောက်မေ့ရလောက်အောင်အရန်ကိုချော်မော်လှပလွန်းတဲ့မိန်းကလေးတယောက်ကတုံးအလဲမှာတတိမေ့ပြီးလဲလျောင်းနေတာကိုတွေ့လိုက်ရတာပဲ။စီယာလည်းအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့အော်တုံလို့သွားပြီးတော့တခါမှလည်းမမြင်ဘူးပါလားဒီလိုမျိုးသစိမ်းမင်းကလေးတယောက်ကဘာလို့ဒီတော်ထဲမှာတတိမေ့ပြီးလဲနေရတာလဲဆိုပြီးတော့အကြီးအကျယ်ထူးဆန်းသွားတော့တာပေါ့စီယာလေးဘယ်ဘက်ကိုကြည့်ညာဘက်ကိုမျောကြည့်လိုက်ပေမဲ့ပတ်ဝန်းကျင်မှာဘသူ့ကိုမှမတွေ့လိုက်ရဘူးအဲ့နောက်မှာတော့စီယာကဒီတော်လေမှာတယောက်တည်းရေရွတ်ပြီးတော့ညီးတွားလိုက်တယ်ဒီလိုတော့နဲ့ကြီးထဲမှာဘာလို့သစိမ်းမင်းကလေးတယောက်တတိမေ့လဲနေရတာလဲဒါကမတော်တဆဖြစ်ရတော့မဟုတ်လားဘူးတကယ်လို့ငါကဒီမင်းကလေးကိုဒီတိုင်းပစ်ထားခဲ့လိုက်ရင်ငါလိုလူကြောတယောက်အတွက်လူသားဆန်မှုမရှိရကြလိမ့်မယ်ဘလို့လို့ရင်ကောင်းမလဲအေးလေဒီမင်းကလေးကိုငါ့အိမ်မှာပဲအရင်ခေါ်သွားလိုက်မယ်သူတတိယလာမှအကြောင်းစုံမေးမြန်းရတာပေါ့စကားဆုံးမှာတော့စီယာကအဲ့ဒီသစိမ်းမင်းကလေးကိုပွေ့ချီပြီးသူ့အိမ်ကိုဦးတီထွက်ခွာလာခဲ့လိုက်တယ်။အဲ့လိုပွေ့ချီလာတဲ့အချိန်မှာမင်းကလေးရဲ့အရန်ကိုလှပလွန်တဲ့မျက်နှာလေးကိုအနီးကပ်မြင်လာရတာကြောင့်စီယာရဲ့အရှုပ်ပွေဗီဇာကချက်ချင်းပြန်ကြွလာခဲ့တော့တာပေါ့။အိမ်ရောက်လို့မင်းကလေးတတိယလာတဲ့အချိန်မှာတော့စီယာတယောက်ဝမ်းသာအားရဖြစ်သွားပြီးသူ့ရဲ့လူပြိုတဲ့စကားချိုတွေနဲ့အခုလိုပဲချက်ချင်းမေးမြန်းလိုက်တော့တယ်။ညီမလေးဘလို့နေသေးလဲအခုသက်သာသွားပြီလား။ညီမလေးတတိယလာကိုမြင်ရတော့အကိုတကယ်ဝမ်းသာတာပဲ။ညီမလေးတော်ထဲမှာတတိမေလဲနေတာအကိုတွေးလို့အန်ရဖြစ်မှာဆိုလို့အကိုအိမ်ကိုခေါ်လာပြီးပြုစုပေးထားတာအခုညီမလေးကဘာတူလဲဘယ်ကလာတာလဲပြီးတော့ဘယ်ခီးကိုသွားမှမို့လို့တောလေမှာအခုလိုတတိမေလဲနေရတာလဲဆိုတာအကိုကိုပြောပြပါဦးညီမကိုကဲတင်ပေးခဲ့တဲ့အတွက်အကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်အခုညီမမှာအားကိုးရလည်းမရှိဘူးသွားစရာနေရာလည်းမရှိတော့ပါဘူးတကယ်လို့အကိုမှာတနာညာတာစိတ်ရှိရဲဆိုရင်ညီမကိုအိမ်မှာ2ရက်3ရက်လောက်ခိတခဏခိုးလွန်ခွင့်ပြုပါအောင်ရှင်အပြန်လန်နေနဲ့အကိုရဲ့အိမ်လုံးမှန်သမျှညီမကူညီလုပ်ကင်ပေးပါမယ်အခုနာမည်ကဇီယာလို့ခေါ်ရဲနော်ညီမလေးနာမည်ကရောဘလို့ခေါ်လဲဗျာညီမနာမည်ကချူးခိုင်လို့ခေါ်ပါရရှင်ညီမကိုဒီမှာနေခွင့်ပြုတဲ့အတွက်အကိုကိုထပ်ပြီးတော့ကျေးဇူးတင်ပါတယ်နော်အိုးတနာစရာကောင်းလိုက်တာညီမလေးရဲ့တကယ်လို့ညီမလေးမှသွားစရာနေရာမရှိဘူးဆိုရင်လည်းအကိုနဲ့ပဲအတူတူနေလိုက်ပေါ့အခုမှလည်းမိဘမဲ့တယောက်တည်းမို့တယောက်တည်းပဲအထီးကျန်နေတာကြပါပြီတကယ်လို့ညီမလေးဘက်ကသဘောတူရဲဆိုရင်တော့အကိုနဲ့တသက်လုံးတူတူနေသွားလို့ရတယ်နော်ညီမလေးကနဲ့သမီးလေးတစ်ပါးလို့တိတ်လှတာပဲအခုလိုမိမလာလေးတယောက်အကိုစီရောက်လာပြီးနေတိုင်းအကိုရင်ကိုအေးချမ်းစေတာဟာအကိုရဲ့ကုသိုလ်ကံပါပဲညီမလေးရဲ့တစိမ်းမင်းကလေးဖြစ်တဲ့ချူခိုင်ကအဲ့ဒီစကားကိုကြားပြီးတော့စီယာရဲ့မျက်ဝန်းတွေကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်မိရာကနေပြီးတော့စီယာကိုအချစ်ကြီးချစ်မိသွားပြီးနောက်ဆုံးတော့တပွားလုံးပုံအပ်လိုက်ပါတော့တယ်စီယာလေးချူခိုင်ကိုစနီးဖြစ်ရရှိလိုက်ပြီးအတူတူပေါင်းသင်းနေထိုင်ရတဲ့အတွက်အရန်ကိုကြည်နဲ့ပျော်ရွှင်နေခဲ့ရတာပေါ့သူတို့နှစ်ယောက်ကတရားကိုတရားနဲ့နဲ့ရှိုင်းရှိုင်းချစ်မိသွားကြပေမဲ့စီယာမသိတာတခုကတော့သူ့ရဲ့ဇနီးတဲ့ကသူ့တောထဲမှာဆုံခဲ့တဲ့အစိမ်းရောင်မွေးကြီးဖြစ်နေရဲဆိုတာပါပဲအဲ့လိုနဲ့နေလာရင်တနေ့တကောင်ရန်ချိန်မှာတော့လင်းဖြစ်သူစီယာအိပ်ပျော်သွားတဲ့အခါမှာဇနီးတဲ့ချူခိုင်ကမွေဖြစ်ပြန်လဲအသွင်ပြောင်းပြီးတော့မွေတို့ရဲ့တဘာဝအတိုင်းအစာရှာဖို့အိမ်ပြင်ကိုတွားသွားခဲ့တယ်ချူခိုင်ကအစာဝါးလျောင်စားတောက်ပြီးတဲ့အခါမှာလင်းဖြစ်သူတိမသွားစေဖို့အတွက်မနက်မိုးမလင်းခင်နေမထွက်ခင်မှာအိမ်ကိုအမြန်ပြန်လာပြီးမူလနေရာမှာပဲပြန်အိတ်လေးရှိရပေါ့ဒါကြောင့်ဇီယာနိုးလာတဲ့အချိန်မှာသူမိန်းမကဘေးမှာပုံမှန်တိုင်းအိတ်နေတာကိုပဲမြင်ရတာပေါ့လေတနေ့တကောင်ရန်ချိန်မှာတော့ဇီယာကအိမ်မက်ဆိုးရီမက်ပြီးလက်နိုးလာခဲ့တယ်အဲဒီခါဘေးမှာသူမိန်းမမရှိရတာကိုသတိထားမိသွားခဲ့တယ်ချူခိုင်ငါမိန်းမဘယ်ရောက်သွားပါလဲတကောင်ရန်ကြီးအိမ်သာသွားတာများလားမသိပါဘူးချူခိုင်ညီမလေးဘယ်သွားတာလဲအခုအကိုအိမ်မက်ဆိုးမဲ့လို့လက်နိုးတာညီမလေးဘယ်ပြောင်းနေရလဲဘယ်တော့စကားလေးပါလေးလဲမပြောငါတိုးတဲ့လိုက်ရှာကြီးမှရတော့မယ်စီယာကမိမဖြစ်သူကိုအကြကြီးအော်ခေါ်ပေးမဲ့ဘာအတန်းမှပြန်မကြားရဘူးမိမကိုအရန်စိတ်ပူသွားတဲ့စီယာကအိမ်အနီးနားကတောအုပ်တစ်ခုလုံးကိုလိုက်လံရှာဖွေခဲ့ပေမဲ့လေဘာကိုမှမတွေ့ရခဲ့ပါဘူးမနက်မိုးလင်းခါနီးအထိရှာမတွေ့ရတဲ့အတွက်ကြောင့်စီယာကအိမ်ရှိကုတ်ပြမှာထိုင်ပြီးတော့မိမကိုစိတ်ပူစောနဲ့ထိုင်ဆောင်နေခဲ့တယ်